မင်္ဂလာပါခင်ဗျာဇက်ကြောင်းတစ်မျိုးရဲ့အန်ဒီရဲ့ဆိုတဲ့စာအုပ်ထဲကဆရာကြီးကိုတာဘာသာပြန်ဆိုရေးသားထားတဲ့ကေခါဘာကြောင့်သိရတယ်ဆိုတဲ့ဆောင်းပါးလေးကိုတင်ဆက်ပေးရစီကေခါဘာကြောင့်သိရတယ်ဘောဂဗေဒနိုဘယ်ဆုရဘင်္ဂလီစာရေးဆရာဘောဂဗေဒပညာရှင်အမတ်ဒရာဆင်သူ့အသက်17နှစ်အရွယ်မှာတွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးတစ်ခုကိုရေးသားထားတာကိုဖတ်ရတယ်လူမှာအမှတ်လက္ခဏာအများကြီးရှိတာကိုတတိမထားမိပဲဘာသာရေးအမှတ်ကိုပဲကြည့်လို့လူတက်ကြတဲ့အကြောင်းပဲလူတက်တာကိုကျွန်တော်17နှစ်သားကလေးကပထမဦးဆုံးကြုံဘူးတယ်1944ခုနှစ်မှာဟိန္ဒူမွတ်စလင်အဓိကရုဏ်းဖြစ်တော့တနေ့မှာသွေးအလိမ့်လိမ့်နဲ့သစိမ်းတယောက်ဟာဂိတ်ပေါက်ကနေဥယျာဉ်ထဲကိုဝင်လာတာတွေ့လိုက်ရတယ်။ကျွန်တော်ကကဲပါလို့ပြောတယ်။ရှီလဲတောင်းတယ်။အဖေတို့ကိုအော်ခေါ်ရတယ်။ရှီတိုက်ပြီးတော့အဖေကသူ့ကိုဆေးရုံခေါ်သွားတယ်။ဆေးရုံမှာတေးတာပါပဲ။သူ့နာမည်ကကေခါမီယာတဲ့။လွတ်လပ်ရေးမရခင်မှာဖြစ်တဲ့ဟိန္ဒူမွတ်စလင်အဓိကရုဏ်းကနေပြီးအိန္ဒိယနဲ့ပါကစ္စတန်ရဲ့လူကွဲသွားတာပါပဲအဓိကရုဏ်းဟာငိမ့်ချမ်းတဲ့ဘင်္ဂလားတောင်မှာမချမ်းဘူးကေဂါမီယာအသက်ခံရတာဒါကာမှာအဲ့ဒီတုန်းကဒါကာဟာကာလကတာပြီးရင်ဒုတိယအကြီးဆုံးမြို့ပဲကျွန်တော်အဖေကဒါကာတက္ကသိုလ်မှာဆရာပါကျွန်တော်တို့ကဝါရီဆိုတဲ့ရက်ကွက်မှာနေတယ်တက္ကသိုလ်နဲ့မဝေးလှဘူးဟိန္ဒူရက်ကွက်ပေါ့ကေခါကတော့မွတ်စလင်ပဲဟိန္ဒူလူဆိုးတွေအတွက်ကေခါရဲ့တခြားအမှတ်လက္ခဏာ identity တွေကအရေးမကြီးပါဘူးမွတ်စလင်ဖြစ်ရင်လုံလောက်ပြီရုံးရင်းဆန်ခက်ဖြစ်ကြတော့ဟိန္ဒူနဲ့မွတ်စလင်တွေတဦးနဲ့တဦးတက်ကြတယ်ဒီမိကရုတ်တရက်ဖြစ်လာတာခွဲထွက်ရေးသမားတွေကကြံစီတာပါအိန္ဒိယကနေခွဲထွက်ပြီးတော့နှစ်ဖက်စလုံးမှာပြန်ငြိမ်သွားတယ်ဟိန္ဒူပဲမွတ်စလင်ပဲလို့တဲထန်တဲ့စိတ်ဟာအလင်းအမြန်ပဲအငွေ့ပြန်တယ်လို့ပျောက်သွားပြီးမိမိနဲ့မိမိမဟုတ်သူများကိုတခြားအမြင်တွေနဲ့ပြန်ကြည့်လာတာလူသားပါပဲဆိုတဲ့အမှတ်လက္ခဏာ human identity ပြန်ရောက်လာတာပါပဲကျွန်တော်ရဲ့မြို့ကြီးတာကာမှာဘင်္ဂလီမျိုးသားစိတ်ပဲနှုတ်ကြလာပြီးဘင်္ဂလီစကားစာပေဂီတဒလိထုံးစံဒီမဲ့လက္ခဏာတွေကမွတ်စလင်ဟိန္ဒူအတူပိုင်းနာပြန်ပြီးရှင်သန်လာတယ်။အဓိကရုဏ်းတို့ကပျောက်ကွယ်နေတဲ့ဘင်္ဂလီဒလိထုံးစံအပေါ်ဂုံမာနတွေများပြားလာပြန်တော့လေတခြားနိုင်ငံရေးအာဏာစီးပွားရေးအခွင့်အရေးမညီမျှတာတွေနဲ့ပေါင်းပြီးအရှေ့ပါကစ္စတန်ရဲ့လို့အနောက်ပါကစ္စတန်မှာကွဲပြန်တယ်။ဒီတခါတော့ identity ကွဲပြားခြင်းဟာနိုင်ငံရေးဘာသာစကားလိုင်းရာဖြစ်ပြီးဘာသာရေးလိုင်းအရာမဟုတ်ဘူး။ကေခါတက်ခံရပြီးအနှစ်60ကျော်မှာဟိန္ဒူမွတ်စလင်အဓိကရုဏ်းကိုစဉ်းစားကြည့်တော့ဒီလောက်ကြောက်စရာကောင်းတာတွေတကယ်ဖြစ်ခဲ့ပါတယ်လို့ယုံရမှာခက်ဖြစ်နေတယ်။အဲ့ဒီတုန်းကအများစုကြီးကအတလောက်ချင်းမြောင်မတွေးကြပေမဲ့ခက်များကမာယွင်လွယ်ကန်းအာဃာတကြီးတဲ့အယူဆထဲမှာထောင်ချောက်မိကုန်ကြတယ်။လူရဲ့မျက်နှာစာများစွာကိုမမြင်နိုင်တော့ဘူး။ဘာသာရေးနဲ့ဆက်ထားတဲ့အမှတ်လက္ခဏာတစ်ခုတည်းပိုတိကျအောင်ပြောရရင်တော့ဘာသာရေးလူမျိုးရေးကိုပဲမြင်ပြီးတက်ကြဖြတ်ကြတော့တာကေခါမီယာဟာမွတ်စလင်နေစားအလုတ်ကျန်းသမားတရားမဖြစ်စလောက်အခါကျင်းငွေလေးရဖို့အလုတ်သွားရင်ဓာတ်နဲ့ထူးခံရတာပါထိုးတဲ့သူတွေကသူ့ကိုတိတောင်မသိဘူးအများစုကအရင်ကမြင်ဘူးပုံတောင်မရဘူးကျွန်တော်လူအသက်17နှစ်အရွယ်ကောင်လေးတယောက်အဖို့အစင်းစားရအလွန်ကြက်တဲ့ကိစ္စပါလူတယောက်ဘာလို့ရုတ်တရက်အသက်ခင်ရတာတော့တိတောင်မတိတဲ့လူတယောက်သူတို့ကိုလည်းဘာမှမလုပ်ဖ ೇನೆ သူတို့ကဘာကြောင့်တက်ရတာလဲ identity တခုမွတ်စလင်ဆိုတဲ့အမှတ်လက္ခဏာရှိနေလို့အမှတ်လက္ခဏာဆိုတာရဲ့အရှိန်သဲထန်မှုကိုနားမလည်နိုင်လောက်အောင်ပဲ
ဆေးရုံကိုခေါ်သွားတော့ကားပေါ်မှာကေခါကကျွန်တော်အဖေကိုသူ့မိန်းမကသူ့ကိုအလုံမသွားဖို့တားတဲ့အကြောင်းအိမ်မှာစားစရာမရှိတော့လို့သူဒီနေရာကိုလာခဲ့ရကြောင်းပြောပြတယ်။ကေခါဟာမွတ်စလင်တယောက်သာမဟုတ်ဘဲစင်းရဲတဲ့အလုတ်ကျန်းသမားအလုတ်ကလေးတစ်ခုလိုက်ရှာနေတဲ့သူမိသားစုအတွက်ငွေစကြေးစအနေအချင်းရအောင်ရှာတဲ့သူတယောက်အနေနဲ့တည်ဆုံးရတယ်။အတိကယုံတွေမှာအစင်းရဲဆုံးလူတွေတည်ကြရမိကြရတာများတာပဲ။သူတို့မှာဘယ်တော့မှမလုံခြုံတာကိုခွဲခြားခြင်းကြောင့်ဖြစ်တဲ့အကျန်းဖတ်မှုဟာကဘာမှာအခုလေလျော့မသွားပါဘူး။ရက်ဆက်ကြမ်းကြုတ်မှုရဲ့အောက်ခြေမှာလူတွေရဲ့အမှတ်လက္ခဏာတွေကိုမဝေခွဲနိုင်ခြင်းတည်ရှိတယ်။ dimension အများကြီးရှိတဲ့လူသားကို dimension တစ်ခုတည်းသာရှိတဲ့တတ္တဝါအဖြစ်မြင်တော့တာကိုစံကျင်ဘက်ပဲလို့မြင်တဲ့အမြင်မှောက်မှားခြင်းကြောင့်လူကိုရုပ်ရောပြီးမြင်လိုက်တာနဲ့တပြိုင်နက်လွတ်လပ်စွာတွေးနိုင်ခြင်းသို့မဟုတ်အတွေးခေါ်ဤလွတ်လပ်ခြင်းပျောက်ကွယ်သွားတော့တာပါပဲခေခါဘာကြောင့်သိရတယ်ဆိုတဲ့ဆောင်းပါးလေးကိုနားဆင်ပြီးတဲ့အခါမှာတော့အောက်ပါမိန်းကလေးတွေကိုဆွေးနွေးစီကြပါတယ်လူရဲ့မျက်နှာစာများစွာကိုမမြင်နိုင်တော့ပဲအမှတ်လက္ခဏာတစ်ခုတည်းလူမျိုးရေးဘာသာရေးကိုသာကြည်ပြီးဖြစ်ရတဲ့အကြမ်းဖက်မှုတွေကိုလူအဖွဲ့အစည်းမှာရှိပါသလားစာရေးသူကခွဲခြားခြင်းကြောင့်ဖြစ်ရတဲ့အကြမ်းဖက်မှုတွေကဘာမှာအခုလဲရော့မသွားဘူးလို့ဆိုပါတယ်။ကိုလူဖွဲ့စည်းရဲ့အခြေအနေကိုရောဘယ်လိုသုံးသပ်မိပါသလဲ။လူသားတွေပါပဲဆိုတဲ့ခြုံငုံတဲ့အမှတ်လက္ခဏာ human identity ကျေပြန့်အောင်ဘာတွေလုပ်ကြဖို့လိုအပ်ပါမလဲ။မူရင်းစာရေးသူကတော့ဘောဂဗေဒနိုဘယ်ဆုရဘောဂဗေဒပညာရှင်ဘင်္ဂလီစာရေးဆရာကြီးအမဒရာစင်းဖြစ်ပြီးတော့ဆရာကြီးကိုတာမှဘာသာပြန်တင်ဆက်ထားတာဖြစ်ပါတယ်။နားဆင်ပေးကြတာအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။